အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဒေါက်တာအွန်လိုင်းစေတုတေသနာရေးသားတယ်ဖွေးဖွေးရှာရှာတိုင်းရေးပညာစာအုပ်မှာပန်းစပယ်လို့အမည်ရတဲ့ဆောင်းပါးဖြစ်ပါတယ်စပယ်ပန်းရင်တမိုင်းကြောင်းနဲ့စပယ်ပန်းစပယ်ရွက်တို့ကိုမြမတိုင်းရေးတွင်မိတို့အသုံးပြုကြောင်းပြည့်စုံစွာဖော်ပြထားပါတယ်တကြံနဲ့အတူဗရောက်များလဲပွင့်ခဲ့ကြပါပြီခန့်ကိုဝေစီလို့စကားပွင့်များလဲလှိုင်ခဲ့ပါပြီနေုံမိုးသေးမြတ်သားမွှင်းနဲ့အတူဖြူလော့လော့စပယ်ပန်းများလဲလှိုင်လှိုင်ပွင့်ပါတော့မည်ကင်းဝင်မင်းကြီးကရာသီလိုက်ပွင့်သောပန်းများကိုပန်းကန့်ကိုရွှေစကားငွေသားနုစပယ်မှန်မြက်လေးခတ်တာနှင့်ရွှေရင်းမှာကြာခဝဲဖွဲစနှင်းလျံသစင်ချံခွာရန်ပေါက်လဲပွင့်ဝက်ကဲရွှေဖီတင်းထုံနှံ့ကဲဟု၍တကူလာမှစ၍ဖွဲ့ဆိုခဲ့ပါတယ်ရတုဘရင်နတ်ရှင်တော်ကလည်းစစ်မြေပြင်မှစာလွာပေးပို့လိုက်သောပေါ်နေလလျင်ချီရတုတွင်စပယ်ဖြူဖွေးစကားသေးကိုမျက်လေးစုံမှတ်ကျွန်ုပ်လက်နှင့်ရွေးလျက်ရွမစင်ရသည်ဟု၍စပယ်ကိုမှတ်မှတ်ရထဲ့သွင်းတည်ကုံခဲ့ပါသည်ပန်းမျိုးစုံဖြူနီပြာဝါအယောင်သွေးစုံဖြင့်အမြောက်များဖူးပွင့်လင်ကစားရှေးမြမာဘရင်များနှင့်မင်းကြီးမင်းသားများမင်းသမီးများအတွက်သုံးဆွဲပန်ဆင်ရန်တော်ထိုက်သောပန်းမူကားအမျိုး120သာသတ်မှတ်ထားပါသည်ယင်းပန်းမျိုးစား120အနက်စပယ်ပန်းသည်ပြင်စမနေရာတွင်ရှိနေပါသည်စင်စစ်ပန်းဟုသောဝေါဟာရသည်လှပခြင်းအနက်ကိုဆောင်ပါသည်ထို့ကြောင့်မာဂဒေဝလင်္ကာ၌မိတောင်နှစ်ဆန်ဓာတ်တိုက်ပန်းနှင့်ကိန်းခန်းပေါ်လှဟု၍၎င်းသခင်ထွေးအေးခြင်းတွင်ထုံခိုးရနံ့ပြန့်လှိုင်လွန်ပန်းနံကြိုင်ခန်းရိပ်မြိုင်ဟု၍၎င်းတာဝရပြုတ်၌တီလွန်ကွန်ပန်းတိမ်မြန်းကြောင်းကံအမုံမွန်နှင့်ဟု၍၎င်းဗျာနိယာခန်းပြုတ်တွင်ဒုတ်လျှောက်လက်ရန်ဓာပန်အမွန်နင်းချမ်းပြင်တေးဟု၍၎င်းအမျိုးမျိုးဆက်ဆိုခဲ့ကြပေသည်စပယ်သည်စင်စစ်အသွေးမကြွယ်ပါပြပြအယိုးရင်ရင်လေးနှင့်လှနေခြင်းဖြစ်ပါသည်မွေးကြိုင်လာသောရနံ့ကိုလူအများနှစ်သက်ကြပါသည်စပယ်ပန်းများကိုပကံများယွန်းကြာဘက်စသည်တို့အပေါ်ရန်လေးပုံရိပ်တစ်မျိုးအောင်ပန်းကုန်းများအဖြစ်တည်၍တဖုံညာရန်ကိုနန်းကြိုးထိုး၍အမျိုးမျိုးပြုပြင်သုံးဆွဲကြပါသည်စပယ်ပန်းကိုရှေးနှစ်ပေါင်းထောင်ပေါင်းများစွာကပင်စတင်သုံးဆွဲနေကြပါပြီAD 100ရာစုကပေါ်ထွန်းခဲ့သောခေါမသမားတော်ကြီးဒိုင်အိုစကိုရိုက်ဒီစ်ကသူ၏အဘိဓမ္မာစေချမ်းကြီးတွင်စပယ်၏စေအသုံးများကိုဖော်ပြထားခဲ့ပါသည်ပါရှင်းလူမျိုးတို့မင်းပွဲစိုးပွဲကျင်းပတိုင်းစပယ်ကိုမပါမဖြစ်အသုံးပြုခဲ့ကြောင်းလည်းမှတ်တမ်းတင်ထားခဲ့ပါသည်တရုတ်လူမျိုးများအနေဖြင့်မူစပယ်နံ့သည်အိဋ္ဌကန္ဓအမျိုးသမီးငယ်တို့၏ကိုရနံ့ကိုကိုစားပြုသည်ဟုဆွဲမှတ်ယုံကြည်ကြပါသည်ခေတ်အလယ်ပိုင်းခရစ်ယာန်ဘာသာဝင်များကအပြိုစင်မေရီကိုစပယ်နှင့်တင်စားသတ်မှတ်ခဲ့ကြပါသည်စပယ်ကိုအိမ်မက်မှတ်မြင်မှာကအချစ်ရေးအချစ်ရာ၌အထူးသဖြင့်စမ်းပွင့်မြင့်နမိတ်ဟုဟောပါသည်ရှေးခေတ်ဥရောပတွင်ခေတ်စားခဲ့သောအားစေးတမယ်သည်ကစပယ်အားစေးပင်ဖြစ်ပါသည်စပယ်ပွင့်ကြောက်နှင်းစီပွင့်လာအချောက်နှင့်လက်ဖက်ချောက်၃မျိုးကိုဇာတူဆက်ပြီးသုံးဆောင်ကန်ဤတွင်မှရင်းအမုံချောက်လက်ဖက်ရည်စွန်းနှစ်စွန်းစာကိုရင်နွေးဆူဆူတဖန်ကွက်နှင့်10မိနစ်နှိပ်ရပါသည်ရင်းစေးရည်တဲ့သို့ပြားရည်နှင့်တံမြာရည်တင့်တယ်လို့ဆက်၍တောက်ရပါသည်အာရင်ပြေဖြိုးအလှတိုးစေသည်ဟုဆိုပါသည်တရုတ်နိုင်ငံမှထုတ်လုပ်ရောင်းချသောလက်ဖက်ချောက်အကောင်စားများတွင်စပယ်ပွင့်ကြောက်ကလေးများကိုရောနှောထားတတ်သည်ကိုတွေ့ရမည်ဖြစ်ပါသည်စပယ်ကိုလေဆေးများတွင်အများအပြားသုံးဆွဲလေရှိပါသည်နှလုံးအားတိုးစေးတဲကြေဆေးများတွင်လည်းထည့်သွင်းသုံးဆွဲပါသည်ရှေးအောင်စေးချမ်းများတွင်စပယ်သည်အုံနောက်နှင့်အာယုံကြောများကိုထက်မြက်စေကြောင်းပြဆိုထားပါသည်ရှေးခေတ်ပါရှန်နန်းဆောင်များတွင်စပယ်စီနှင့်ဘာဒန်စီရောဆက်၍ကိုလုတ်မောင်းမများနေ့စဉ်လိမ့်ကြံကြရသည်ဟုဆိုပါသည်အိန္ဒိယနိုင်ငံအချို့အရက်ဒေသများတွင်မွေကိုက်နာကိုစပယ်ပွင့်နှင့်ကုသကြောင်းသိရပါသည်စပယ်ရက်တတုရည်သည်မျက်စိနာခြင်းအပြင်တိမ်ဆွဲခြင်းယောဂများပျောက်ကင်းစေပါသည်အနာအိုအနာဆွေးများကိုလည်းပျောက်စေပါသည်ရှေးအောင်ခေါမပညာရှင်ကြီးများကစပယ်ကိုဂျူပီတာဂျာရေးဂျိုနတ်မင်းကြီးကစောင့်ကြပ်သည့်အတွက်ပညာရေးသဘင်အခမ်းအနားများတွင်စပယ်ကိုဆောင်ကအောင်မြင်မည်ဟုဟောကြားခဲ့ကြပါသည်12ရာသီတွင်လည်းကရကတ်ရာသီ၌စပယ်စိုးမိုးသည်ဟုယုံကြည်ကြပါသည်ကရကတ်လက်ရရှိသူများသည်စပယ်ကိုအဆောင်အဖြစ်ဆောင်ထားသင့်သည်ဟုညွှန်ပြထားပါသည်လေချောင်းနာပြီးမစားနိုင်မတောက်နိုင်ဖြစ်ပါကစပယ်ရွက်ကို3ခွက်တစ်ခွက်တွင်ကြို၍စပယ်ရွက်ပြုတ်ရည်3စွန်းတွင်ပြားရည်တစ်စွန်းတိမ်တော်စားအနှဲငယ်ခက်၍တောက်ပေးရပါသည်ရင်းစေးရည်သည်ချောင်းဆိုးတလိပ်ကဲယောဂါနှင့်အထက်လန်အောက်လျှောယောဂါများအတွက်လည်းသင့်လျော်ပါသည်အစိတ်ရှိသရဝါကိုက်လျင်စပယ်ရွက်ကိုညှက်အောင်ထောင်း၍
ကိုက်သောနေရာ၌အုံပေးရပါသည်ခြေဖနှောင့်ကွဲခြင်းအသားပတ်ခြင်းဖြစ်လျင်လဲစပယ်ရွက်ကိုထောင်း၍အုံပေးရပါသည်နှာခေါင်းသွေးရှံလျင်ထိတ်ခတ်နာဖြစ်လျင်စပယ်ရွက်တတ္တုရည်ကိုဝါကုန်းနှင့်ဆွတ်၍နှာခေါင်းပေါက်ဝတွင်စုပ်ပေးထားပါကပျောက်ကင်းစေပါသည်သွေးစေးများတွင်တခါတရံဗရုံမာကြာဝတ်ဆံပြက်လက်၍မထည့်သွင်းနိုင်ပါကရင်းစားအကျိုးသောတူညီသောစပယ်ပွင့်ကြောက်ကိုထည့်သွင်းဖော်ဆက်နိုင်ပါသည်မိန်းကလေးများတနခါသွေးလင်းရာတွင်စပယ်နှင့်ခေပွင့်ကြောက်ကလေးများပါရောကျိတ်၍လိမ့်ပေးပါကချွေးနှံ့မကောင်းခြင်းဝက်ချံတင်းတိတ်ချက်ဖင်စသည့်အရေးပြားယောဂများကိုကာကွယ်ရုံသာမကအသားရည်ညံ့ညောလှပစေပါသည်အတန်အသင့်နှာခေါင်းသွေးရှံနာဖြစ်လျင်စပယ်ပွင့်ရှုပေးရုံနှင့်ပျောက်ကင်းစေနိုင်ပါသည်အမျိုးသမီးများသွေးသားမှန်မှန်၍ညောင်းကိုက်ခြင်းအဖြူစင်းခြင်းအမျိုးသားများစီးပူစီးအောင်ယောဂဖြစ်လျင်စပယ်ပွင့်ကိုတကြားနှင့်ကြိုကာတံမြာရည်အနှဲငယ်ဆွဲ၍တောက်ပေးရပါသည်စပယ်ပွင့်နှင့်ဂန်းကောင်ဝတ်ဆံအမျှရော၍တကြားနှင့်ကြိုတောက်လျင်ဓမ္မတာသွေးလွန်ခြင်းမြင်းတရိုက်နာမှသွေးယိုခြင်းစီးရင်သွေးပါခြင်းစသောသွေးဆင်းမှုယောဂအထွေထွေကိုတတ်တာပျောက်ကင်းစေပါသည်ဇေထနက္ခတ်ဆန်းရှင်သောနယုံကာလတွင်လှိုင်လှိုင်ပွင့်သောပလဲငုံစပယ်ဖြူလေးများကိုဖျားလဲတင်ကိုရင်ဆင်၍ရင်သည်ထက်ရင်နိုင်ကြပါစေတည်းအခုလိုဆရာကြီးဒေါက်တာအွန်လိုင်းစေတုဒေသနာ၏စောင်းမများကိုကျွန်တော်တို့၏ channel လေးမှာအဆက်မပြတ်မျှဝေသွားမှာဖြစ်တဲ့အတွက် like and subscribe လုပ်ထားကြဖို့တိုက်တွန်းလိုက်ပါတယ်